ကျွန်တော်တို့အခုဈေးကွက်တွေကိုတက်ရောက်လာတဲ့ဒီရဲ314เนาะဘာဆဲသုံးထားလဲပေါ့ကျွန်တော်တို့ထုံးစံအတိုင်းကျွန်တော်တို့ဖွင့်ပေါက်စစ်စစ်ကြည့်မယ်ဆိုတော့အပူခံပြားတွေတော့ပါတယ်ကျွန်တော်တို့တေချာလေးကိုဒီတော့ကတော့ကျွန်တော်ရောင်းဖို့အလုံးမဟုတ်ဘူးကျွန်တော်တို့ဒါ flow နေပဲတုံးပါကျွန်တော်တို့ဒီမှာကုတ်ကိုစစ်ကြည့်လိုက်ပြီကျွန်တော်တို့သူ့မှာဆဲမှာပါကျွန်တော်ကုတ်စစ်ကြည့်လိုက်ပြီ IPT 320ပေါ့နော်သူကထုတ်လုပ်တဲ့ခုနှစ်ကတော့2024ပါဒါကတော့ကျွန်တော်တို့ DL မှာပါတယ်ဆဲပေါ့နော်ကျွန်တော်တို့ DL နဲ့ IPT ပြောင်းသွားပြီပေါ့နော်တစ်ဝင်လာတဲ့ battery ပေါ့ဒါ2024 IPT ဆိုတော့ဒါကတော့ DL နေဘသူနေ inverter ကုမ္ပဏီ battery ကုမ္ပဏီအကုန်လုံးကတော့ဆဲထုတ်တဲ့ factory ရပဲဆဲဝယ်ရဆိုတာကျွန်တော်က customer ကြီးတွေကိုပြောပြပေးရဖြစ်ပါတယ် DL နေဘသူနေဘယ်ဝါနေပေါ့နော်တရုတ် China မှာဆဲထုတ်တဲ့သူကတက်မိုးလောင်းတဲ့သူကတက် BMS ကုမ္ပဏီကတက်ဒါတွေအကုန်တက်ပေါ့နော်ဒါကတော့ကျွန်တော်ကဒီရဲကလည်းဒီ IPT ဆဲပဲဆိုတော့ကျွန်တော်ဖြစ်နေပြီဆိုတော့ကျွန်တော်ကပြဖြစ်ပါတယ်စစ်ဆေးပြဖြစ်ပါတယ်ကျွန်တော်ဒီလုံးမရောင်းပါဘူးဒါလုံးကကျွန်တော်တို့ဒါဆိုင်သုံးဖို့ပါဝယ်ယူအားပေးကြတဲ့ customer ကြီးတွေရွှေကဘာမှာဝယ်ယူအားပေးကြတဲ့ customer ကြီးအားလုံးကိုထူပဲကျေးဇူးတင်ရှိပါတယ်အားလုံး